ချန်ပီယံလိရှုံးလို့16တင်အဆင့်တို့မဲခွဲပွဲကိုဆွစ်ဇာလန်နိုင်ငံနီယိုမြို့မှာကျင်းပပြုလုပ်ခဲ့ပြီးထွက်ပေါ်လာတဲ့ပွဲစဉ်တွေအရအာဆင်နယ်လီဗာပူးတို့ကလွှဲရင်ကျန်တဲ့ပရီးမီးယားလိဂ်ကလပ်တွေဟာပွဲချက်တွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။အသင်းသမိုင်းတစ်လျှောက်ပထမဆုံးကြိမ်ချန်ပီယံလိဖလားရဖို့ပြစ်မှတ်ထားနေတဲ့အာဆင်နယ်အသင်းဟာရှုံးလို့16တင်အဆင့်မှာလီဗာပူးဆင်နဲ့ဆုံတွေ့ရမှာဖြစ်ပြီးကွာတာဖိုင်နယ်တက်မယ်ဆိုရင်ဘရိုကလစ်နဲ့စပိုနိလစ်စပိုနိုပွဲကအနိုင်ရတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ဆီမီဖိုင်နယ်အထိတက်ခွင့်ရဖို့အခြေအနေကောင်းသွားပါတယ်။မန်စီးတီးတင်ကတော့ပြီးခဲ့တဲ့ရာသီရှုံးတဲ့ပလေးအော့ဆင်မှာသူတို့ကိုဖြုတ်ချခဲ့တဲ့လာလီဂါထိပ်သီးရီယယ်နဲ့ထိပ်တိုက်တွေ့နေပြီးမနစ်ကရှုံးကြွေးပြန်ဆက်နိုင်အောင်ကြိုးစားရမှာပါရီယယ်ကိုမန်စီးတီးကျော်ဖြတ်နိုင်ရင်ကွာတာဖိုင်နယ်မှာအတလန်တာနဲ့ဘိုင်မြူနစ်တို့ပွဲကအနိုင်ရတဲ့တင်းနဲ့ဆုံလို့ရမှာဖြစ်ပါတယ်ချယ်လ်ဆီတင်ဟာပရိသတ်တွေမျှော်လင့်ထားသလိုပဲလက်ရှိချန်ပီယံ PSG နဲ့ပွဲချက်ကစားရမှာဖြစ်ပြီး PSG တင်ဟာ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲတုန်းက Chelsea ကို3ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနေခဲ့တာကိုလက်စားပြန်ချေနိုင်မလားဆိုတာစိတ်ဝင်စားစရာပါပဲလီဗာပူးကထရဂီထိပ်သီးဂလာတာစရီနဲ့ဆုံတွေ့နေသလိုနျူကာဆယ်တင်ကလိပြိုင်ပွဲစင်တုန်းကအိမ်ဝင်းမှာရှုံးပေးခဲ့ရတဲ့လာလီဂါထိပ်သီးဘာစီလိုနာနဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်ပရီးမီးယားလိမှာရုပ်ကန်နေရတဲ့စပါအသင်းကအက်တလက်တီကိုနဲ့ထိပ်တိုက်တွေ့နေပြီးခွာတာဖိုင်နယ်မှာပရီးမီးယားလိကလပ်အသင်းချင်းဆုံတွေ့ရနိုင်တဲ့အနေအထားရှိနေပါတယ်ချန်ပီယံလိရှုံးတဲ့16တင်စဉ်ပထမကြော်ပွဲတွေကိုမက်လာ9ရက်နဲ့17ရက်နေ့တွေမှာရှင်ပြိုင်မှာဖြစ်သလိုဒုတိယကြော်ကိုတော့မက်လာ16ရက်နဲ့18ရက်တွေမှာကစားမှာဖြစ်လို့ပရီးမီးယားလိ6သင်းတွေကဘယ်အသင်းတွေကွာတာဖိုင်နယ်တက်ခွင့်ရမလဲဆိုတာစောင့်ကြည့်ရမှာပါ